ဒီကဆောဆွဲပြီးကြည့်နေတာဒီကဒါတော့ကျွန်တော်အရှက်ကြီးကျွန်တော်ပုံနေဒါတော့ကျွန်တော်ရဲ့ဘူးပေါ့ချစ်စနီးလောင်းလေးဖြစ်လာပြီဘာဖြစ်လာလဲအဲ့ဒါဘာအောင်လိုက်လို့အဲ့ဒါကိုရတဲ့ကိုရကလိုက်တခြားပြေးပြီးကြည့်ဟောမလဲစပင်းနေရပြီးတော့ကိုယ့်ဘက်ကလိုအပ်ချက်တွေရှိရပါတယ်ကျွန်တော်စားလို့လေအချိန်ပြည့်မိကလေးကတော့မှမိုင်းစမ်းမိကလေးရဲ့ချိန်မှာတော့မှဒီတိုင်းမနေနိုင်ဘူးစားကြည့်စားပဲစားလို့ဒီနာနဲ့မပေါ့ဘူးဟုတ်ကဲ့အားစားကြည့်တယ်ကျွေးကောင်းလို့လေကျွေးကောင်းလို့ပဲကျွေးကောင်းတဲ့ကြိုးစားတယ်ဟုတ်ပါလားစင်လို့တော့ဘာမှမပါတော့ဘူးပြီးတော့ဆိုပါရတာပြောလို့ပြီးတော့အဲ့ဒီမှာလို့ပြီးကြမှာပြီးတော့ဆိုလို့ဒီလိုကဲစိတ်ကိုပြောတယ်ဆိုတော့လောလာပဲဗျာကြာပြီWe